ရုပ်ရှင်ရဲ့ကူးရေးမှာအကူအညီပေးနိုင်မှုအတွက်စပိုင်ကင်မရာတွေမှာအရန်အင်အားရှိပါတယ်။ဒါကတော့စင်ကြီးပုံသဏ္ဍာန်နဲ့ပြုလုပ်ထားတဲ့ချေးပုံကင်မရာပဲဖြစ်ပါတယ်။သူ့ရဲ့အနံ့ကအစအစ်စ်တိုင်းပါပဲ။သူ့ကိုလှုပ်ရှားရင်ရိုက်ကူးနိုင်မှုဒီဇိုင်းထုတ်လုပ်ထားတာပါ။သူ့ရဲ့ဇုံးမှန်ဘလူးကဆင်တွေရဲ့လှုပ်ရှားမှုတိုင်းကိုဖမ်းယူနိုင်ပါတယ်။ဒါတွေမကသေးပါဘူး။သူဟာစပိုင်ချေးလုံးလေးတွေကိုလည်းထုတ်လွှင့်ပြီးစာဝနာမြက်ခင်းမြေတစ်လျှောက်လုံးမှာကင်မရာတွေပုံမှုပြတ်ကျက်ထားနိုင်ပါသေးတယ်။ဒီချေးလုံးလေးတစ်ခုဟာရေဒီယိုလိုင်းနဲ့ထိန်းချုပ်နိုင်စွမ်းတာဖြစ်ပြီးအပြင်ပန်းမှာဘာဆက်ပစ္စည်းမှလှုပ်ရှားနေတာမျိုးမမြင်ရဘဲခရီးနေနိုင်ပါတယ်။ကဲဖက်ဖက်ကနေကင်မရာတွေနဲ့အဆင်းသစ်ဖြစ်ပြီးဆိုတော့ဒီစင်မီသားစုဘာတွေလုပ်နေကြလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါစင်ပေါလေးတွေကငယ်စဉ်ကတည်းကအပြုတ်မှုဆိုင်ရာစီကံတွေကိုသင်ယူကြရပါတယ်။အကိုအမတွေနဲ့လုံးထွေးတပ်ပုတ်စော်ကစားရတာသူတို့အကြိုက်ဆုံးအလုပ်တစ်ခုပါ။အဲဒီကနေတဆင့်သူတို့ရဲ့ခွန်အားအကြောင်းနဲ့အချင်းချင်းဘယ်လိုရှင်ပြန်ရမလဲဆိုတာကိုသင်ယူကြရပါတယ်။သူတို့တွေစီးကြော်မသွားအောင်လူကြီးစင်တွေကစောင့်ကြည့်ပေးကြရပါတယ်။သူတို့တွေတကယ်တမ်းထိခိုက်ဒဏ်ရာရစေလောက်တဲ့အထိခွန်အားကြီးမားလာဖို့နှစ်အနည်းငယ်ကြာပါအောင်မယ်ဒါပေမဲ့ကြီးမားလာတဲ့ခွန်အားနဲ့မျှသူတို့ကိုထိန်းကျောင်းနိုင်ဖို့လိုအပ်လာပါတယ်စီကံဖောက်ပြတဲ့သူတွေအတွက်ကတော့ချက်ချင်းအသိပေးခံရတာပါပဲစီကံတွေကလူတိုင်းအတွက်တင်းကျပ်ပါတယ်မိသားစုလိုက်ခရီးနေတဲ့အခါမှာတော့အတူတူကပူပေါင်းပြီးသွားကြရပါတယ်။ဘေးကင်းလုံခြုံရေးအတွက်စင်ပေါလေးတွေဟာအုပ်စုရဲ့အလဲမှာသူတို့အမေတွေနဲ့ဘေးနားမှာနေပြီးနေကြရပါတယ်။စင်ယိုကြီးဟာနေပူလာတာနဲ့မျှအေးလိုအနားယူနိုင်ဖို့ရွှွန်နွန်လေးစီကိုဥတီလာကြပါတယ်။ဒါပေမဲ့ရွှွန်နွန်တွေကအန်ဒီရဲ့ရှိနိုင်တာမလို့စင်ပေါလေးတွေဟာအမေတွေနဲ့အတူတူဆင်ရပါတယ်။ဒါပေမဲ့ဒီစင်ပေါလေးတွေကတော့စီကန်းတွေကိုမေ့သွားပုံပါပဲ။ပြိုင်းတွေကိုလိုက်ဖမ်းရတာကသူတို့အတွက်မတွန်းလှန်နိုင်တဲ့အပြောတစ်ခုပါ။စင်အုပ်ကြီးရွှွန်နွန်နဲ့ဆင်းသွားတဲ့အချိန်မှာတော့စင်ပေါလေးတွေကနောက်မှကျန်ခဲ့ပါပြီ။သူဒုက္ခရောက်နေပြီဆိုတာသိလိုက်တဲ့အခါသူ့အမေကိုလိုက်ရှာပါတော့တယ်။သူ့အမေကိုတသားပြေထင်တဲ့အုပ်စုနောက်ကိုအပြေးလွှာလိုက်သွားခဲ့ပြီမဲ့သူလိုက်သွားတာကတခြားစင်ဖြစ်နေပါတယ်။